Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်က local brand တစ်ခုဖြစ်တဲ့ ARIO ကနေပြီးတော့ထုတ်ထားတဲ့ product 3ခုကို unboxing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော် unboxing လုပ်ပေးသွားမယ် product 3ခုကတော့ backpack sport sock နဲ့ crop bag တို့ပဲဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ product 3ခုရဲ့ quality လေးတွေကဘယ်လိုလဲသိရအောင် video လေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦးကျွန်တော်ပထမဦးဆုံး unboxing လုပ်ပေးခြင်းတဲ့ product လေးကတော့ sport sock လေးပဲဖြစ်ပါတယ်ဒီချိတ်လေးကအခုလက်ရှိလဲကျွန်တော်သုံးနေတဲ့ချိတ်လေးဖြစ်ပါတယ်သူကတော့ design ကတော့ရိုးရိုးရှင်းရှင်းလေးပဲအရောင်ကတော့အဖြူနဲ့အနက်နှစ်ခုလာရဲပေါ့နော်ကျွန်တော်ကတော့အနက်ရောင်လေးကိုပဲပိုကြိုက်တဲ့အတွက်အနက်ရောင်လေးပဲဝယ်ထားရဲပေါ့နော်ဒီချိတ်လေးကဝတ်ထားတဲ့အချိန်မှာတော်တော် comfort ဖြစ်တယ် cushion နဲ့ပိုင်းလည်းအဆင်ပြေလို့ပြောလို့ရတယ်ဈေးကလည်း1000ခွဲပဲပေးရတဲ့အတွက်ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရတယ်ဒုတိယမြောက် unboxing လုပ်ပေးသွားမယ် product လေးကတော့ crop bag သူက size ကတော့ average size ပဲပေါ့နော်အရင်ကြီးရဲ့ထဲလည်းမပါဘူးသေးရဲ့ထဲလည်းမပါဘူးသူမှလည်းအိတ်အကန့်လေးတွေလည်းပါတယ် zip quality လေးလည်းမစိုးဘူးပေါ့နော်သူကပေါ့ပါ shopping ထွက်တဲ့အချိန်တွေပိုင်းမှာလွယ်သွားလို့ရတယ်ကျွန်တော်တို့ယောက်ျားလေးသုံးပစ္စည်းတွေဖြစ်တဲ့ဒီဖုန်းတွေပတ်စံအိတ်တွေ other accessory လေးတွေလည်းအေးစိထည့်ပြီးသွားလို့ရတယ်မှာပါတယ်Okay ကျွန်တော်နောက်ထပ်ပြီးတော့ unboxing လုပ်ပေးခြင်းတဲ့ product ကတော့ backpack ပဲဖြစ်ပါတယ်။သူကတော့ကျွန်တော်အခုမှစပြီးတော့ try မှုတာဈေးကတော့9000ခွဲပေးရတယ်။ကျွန်တော်အစကပုံထဲမှာတော့သူ့ site ကအရန်မကြီးဘူးပေါ့နော်အများကြီးသိမဆက်ဘူးလို့ထင်ရပေမဲ့တကယ်ရောက်လာတဲ့အခါမှာ size ကတော်တော်ကြီးတယ်အိတ်တွေလည်းအများကြီးပါတယ်ပစ္စည်းတွေလည်းအများကြီးဆက်နေတဲ့မှာပါတယ်ပေါ့နော်ပြီးတော့သူလှုပ်ထားတဲ့အသားကလည်းမူးခါသားနဲ့လှုပ်ထားတာဆိုတော့ waterproof ဖြစ်တယ်ရှည်ဆိုခံတယ်လို့ပြောလို့ရတာပေါ့နော်ပြီးတော့သူ့ရဲ့ zip quality တွေပိုင်းညာရလည်းမဆိုးဘူးအဆင်ပြေရပေါ့နော်ပြီးတော့ကျွန်တော်က basketball သွားဆော့တဲ့အချိန်ကြာလို့ရှိရင်ပစ္စည်းအများကြီးထည့်လိရှိရတဲ့မှာပါတယ် basketball ဘောလုံးတွေဖနက်တွေခြေအိတ်တွေရေဘူးတွေအခြား accessory တွေပေါ့နော်အဲ့ဒါအများကြီးယူသွားလိရှိရတဲ့မှာပါတယ်ဒီကကြတော့အဲ့ဒီ accessory အကုန်လုံး AC ဆန်တယ်ပေါ့နော် AC ထည့်လို့ရတယ်အခြားအပိုအိတ်တွေပိုင်းညာယူသွားစရာမလိုဘူးပေါ့နော်ပြီးတော့ပေါ့ shop trip တွေပိုင်းညာတွားရင်လည်းဒီအိတ်တစ်လုံးနဲ့တင် AC ဆွဲပြီးသွားလို့ရတယ်နောက်လာမယ့် video တွေထဲမှာလည်းကျွန်တော်ကဒီ local brand တွေကထုတ်တဲ့ basketball နဲ့ပတ်သက်တဲ့ accessory တွေအင်ဂျီတွေ tees တွေခြေအိတ်လေးတွေအဲ့အရာလေးတွေကိုလည်း unboxing လုပ်ဖို့ရှိပါတယ် video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ကြပါမယ်See you ပါ